အခုပြချင်တဲ့ခစ်တဲ့ပုံမြင်လေးရတော့မြေခွေးနဲ့စပစ်သီးပဲဖြစ်ပါတယ်ဒီတစ်ခါမှာမြေခွေးကလမ်းလျှောက်လာရင်နဲ့စပစ်တင်ပေါ်ကစပစ်သီးတွေကိုတွေ့တယ်လေသူကစပစ်သီးတွေကိုစားကြင်လို့ခုံပြီးယူတာပေါ့ခုံပြီးယူနေရင်သူကတော်ပါပြီငါမစားတော့ပါဘူးစပစ်သီးဆိုတာရှင်တာလည်းရှိတယ်ချိုတာလည်းရှိတယ်အဲ့တော့ငါတခြားအစာပဲသွားချရင်ကောင်းမလားလို့သူစဉ်းစားနေတယ်အဲ့ဒီအချိန်မှာ तू ကပုံမြင်ုံတတိယသွားတယ်လေပုံမြင်ထဲမှာမြေခွေးရစပစ်သီးကိုလှမ်းမယူနိုင်လို့မြေခွေးစပစ်ရှင်နေဆိုတဲ့ပုံမြင်ရှိခဲ့တယ်ငါလည်းအဲ့လိုဖြစ်လို့မဖြစ်ဘူးငါရအောင်ယူမယ်ဆိုပြီးတော့ तू ကထပ်ပြီးတော့ခုံပြီးယူတာပေါ့ဟိုဘလို့ပဲခုံခဏခုံစပစ်သီးကမရဘူးပေါ့ကွယ်အာတုံခေါ်လိုက်ခဏနားလိုက်အာတုံခေါ်လိုက်ခဏနားလိုက်နဲ့ထက်ခါခုံပါများတော့ကြာလာလေးအမြင့်ကိုမရောက်လေဖြစ်ပြီးတော့စပစ်သီးမစားနိုင်ပဲနဲ့မောပြီးတော့အပင်ချင်မှာဟောရဲဖြစ်နေတာပေါ့အဲ့ဒီအချိန်မှာတခြားမြေခွေးတယောက်ကသူ့နားဖြတ်လာရင်အလိုအသိမြေခွေးအပင်ချင်မှာဟောရဲနဲ့ဘာဖြစ်နေရတော့ဟာကျွန်တော်လားအပေါ်မှာလေစပစ်သီးတွေအများကြီးပဲတွေ့တယ်မလားကျွန်တော်အဲ့စပစ်သီးတွေကိုလှမ်းခုံပြီးတော့စားမလို့ခုံပြီးတော့ခူးတာလေအခုတော့စပစ်သီးလည်းမစားရပဲမောလို့ခဏနားနေတာဟာဗျာခမည်းလေဟိုးအရှိနားမှာရောက်ရင်နွားအသေးခေါင်ကြီးတစ်ခေါင်ရှိတယ်ကျုပ်တောင်အသားကြီးစားလာတာဗိုက်တင်းလို့ပြန်လာတာခမည်းသွားရင်ရှိအောင်ပါနွားအကြီးပဲဗျခုံပြီးတော့ခူးမနေနဲ့နွားသားပဲသွားစားလိုက်ပါတော့ဗျာအဲ့ဒီအချိန်မှာရေခွေးကအော်အဲ့လိုလားဒါမှန်းသိချင်တော့ခုံမခူးပါဘူးဗျာအခုတော့မောလို့ခဏနားလိုက်အောင်မယ်ခဏအမောဖြေပြီးွားရင်နွားသားပဲသွားစားတော့မယ်အဲ့ဒီအချိန်မှာဘိုက်ဝါလာတယ်မြေခွေးကဟုတ်တယ်သွားစားလိုက်ကျွန်တော်ဆိုအခုဆိုဘိုက်ဝါပြီးအပြည့်ပြီးတော့အခုလိုမျိုးစပစ်သီးကိုဆိုပြီးတော့စပစ်သီးကိုခုံပြီးတော့စားပြလိုက်တယ်တွေ့လားကျွန်တော်စပစ်သီးလည်းစားလို့ရတယ်နွားသားလည်းစားခဲ့ရပြီအဲ့ဒါကျွန်တော်ညံကောင်းလို့ပေါ့ဗျဟာဆိုပြောပြီးတော့အဝေးကိုထွက်သွားတယ်ကဲခုနကမောနေတဲ့မြေခွေးလဲသူပြောသလိုပဲငါအားရှိအောင်လို့နွားသားသွားစလိုက်ပါဦးမယ်ဆိုနွားသေးကောင်လိုက်ရှာတာပေါ့ရှာတဲ့အချိန်မှာနွားသေးကောင်ကအယိုးပဲကြံတော့တယ်ကြံမှာပေါ့အယိုးပဲတခြားအကောင်ကြီးလာစားသွားကြတာလေအဲ့ဒီမှာသူလဲလက်မိုက်ချပြီးတော့အယိုးလေးကိုရှာနေရက်အော်ငါလဲစပစ်သေးလဲမစားရအယိုးလဲအယိုးပဲရက်နေရပါလားအဲ့လိုတွေးပြီးသူကစိတ်တကြဝမ်းနဲ့ဘိုက်ကလည်းစားဖို့ကွယ်အဲ့လိုနဲ့သူကပြန်လာတယ်ကဲငါစပစ်သီးပဲထပ်စူးစမ်းကြည့်လိုက်ပါအောင်မယ်ဆိုစပစ်ပင်နာပြန်လာတာပေါ့ကဲသူစပစ်ပင်နာလည်းပြန်ရောက်ပေါ့ခုနကအများကြီးရှိနေတဲ့စပစ်သီးတွေကသူမမီနဲ့ဟိုးထိတ်ဖျားမှာပဲရှိတော့တယ်အလိုလေးခုနကမလန်းမကန်းက
စပြစ်သီးတွေဘယ်ရောက်ကုန်ပါလဲလို့သူစဉ်းစားပြီးတော့လိုက်ရှာကြည့်လိုက်တဲ့အခါကျတော့ရှင့်ကလေးတွေကတည်သွားတာ哦ရှင့်ကလေးတွေစားတယ်စားတယ်လဲတယ်ရှင့်ကလေးအများကြီးထွက်ပြေးသွားတာကိုတွေ့လိုက်တယ်သူကဒေါသထသွားတာဗောသူကဟာကွာဒီရှင့်နေရတော့သူတို့ကဟို့အပင်ပေါ်တက်တက်ရတာနဲ့ဟိုးထိပ်ပြားမစားဘဲနဲ့အောက်နာအသီးတွေကိုခိုးစားရတယ်လို့တော်ဆိုးရဲ့အကောင်ကြီးကွာငါတော့ငတ်ပါပြီငါတော့စပစ်သီးလဲငတ်နွားသားလဲငတ်နှမျိုးလုံးငတ်ပြီငါဘယ်လိုလုပ်ရမလဲဆိုပြီးသူကဖိုက်တွေစားပြီးတော့လှုပ်စီနဲ့လမ်းလျှောက်သွားရင်နဲ့အစောကမြေကွေးနဲ့ပြန်ဆုံတာပေါ့ကွယ်ဟာမိတ်ဆွေမြေကွေးဘလို့ဖြစ်ရတာလဲမျက်နှာလည်းမကောင်းပါလားနွားသားမစားခဲ့ဘူးလားမစားခဲ့ရပါဘူးဗျာနွားသားလည်းမစားရစပြစ်သီးလည်းမစားရအခုတော့ကျွန်တော်ဒီနေ့တက်ကတော့ငတ်ပါပြီဗျာမငတ်ပါဘူးဗျာလာမစပြစ်သီးစားဟာခမ ्या မှာစပြစ်သီးများလာရင်လားခမ ्या ခုနကစားသွားတာနည်းနည်းလေးပါပဲခမ ्या စီဘလို့ပြောင်းနေတာလဲစပြစ်သီးတွေကဒလို့ဗျကျွန်တော်ကမိတ်ဆွေပေါ်တယ်လေကျွန်တော်ကရှင့်လေးတွေကိုကူညီဘူးထားတော့ရှင့်ကလေးတွေကကျွန်တော်စပြစ်သီးတွေလာပေးသွားတာဗျကောင်းလိုက်တာဗျာခမ ्या ဘဝကြီးကကောင်းလိုက်တာလုံးမနေနဲ့ကျွန်တော်အခုလိုအဆင်ပြေနေတာကျွန်တော်ညံကောင်းလို့ကျွန်တော်တွေးတော့ကြစားတတ်လို့ကျွန်တော်ကူညီတတ်လို့ပေါ့ဗျကျွန်တော်လဲခမ ्या စီကတင်ကားစာကြပါပြီဗျာကျွန်တော်လဲနောက်ဆိုရင်မမီနိုင်ဘူးထင်ရင်အာကုန်မသုံးမင်းနဲ့တခြားဘာစားဆက်တာရှိအောင်မလဲလို့အမြန်စူးစမ်းပြီးတော့လိုက်ရှာကြည့်ပါမယ်ပြီးရင်လည်းကျွန်တော်မိတ်ဆွေတွေအများကြီးရအောင်လဲတခြားတတဝါတွေလည်းကျွန်တော်အကူအညီပေးပါမယ်တပြည့်သီးတွေကျွေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်အကြံဉာဏ်ကောင်းတွေပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်မိတ်ဆွေမိခွေးရေအခုတော့ကျွန်တော်တောင်းခွင့်ပြုပါအောင်မိခွေးလေးကစပီးသီးစာကြီးပြန်လာတော့ပေါ့ကလေးတို့ရေ